မင်္ဂလာပါအရန် strong ဖြစ်တဲ့မျိုးသမီးလေးတယောက်ရောက်ရှိနေရပေါ့နော်ဒါပေမဲ့ကန်ဆိုးကျင်တော့ခေါင်းလျှော်ရည်ကဘောက်ပြောက်လျှော်မှသူ့ရဲ့ဥယျာဉ်ပြနေရထိုင်ရအဆင်ပြေတယ်တဲ့ကဲဆိုလိုတဲ့အဓိပ္ပာယ်ကဘောက်မှာအကြောင်းကြောင့်တချို့မျိုးရိုးရှိတယ်ကျမဦးလေးဆိုရင်ဘလို့ပဲခေါင်းတုံဘလို့ပဲသူကယူဆိုင်ဘလို့ပဲရှမ်ပူပြောင်းသူ့ဥယျာဉ်ပြအဖြူတွေအမြဲတမ်းထွက်တယ်ပေါ့နော်တကယ်ကိုကြုံမှုတာကျမတို့မျိုးရိုးရှိတဲ့အခါမှာဘလို့မှလွန်ဆန်လို့မရဘူး cells တွေကြောင့်ဖြစ်တာပေါ့နော်နောက်အရေပြားကျန်းမာရေးကိုလည်းအရေပြားဆေးကန်းနဲ့အမြဲမပြနိုင်ဘူးမဖြစ်မနေလဲဘောက်ပြောက်ကိုသုံးနေရတယ်ဆိုတဲ့သူများအတွက်ဆန်သားမှာပြန်လဲအားဖြစ်ဖို့လိုအပ်တဲ့အရာလေးတစ်ခုကို sharing လုပ်ပေးပါမယ်ဝယ်သုံးရမယ့်ပစ္စည်းလေးကဲဆိုတော့မမနည်းနည်းဖတ်ပြပေးပါလိုက်စလုံးလေးစွနာစလုံးလေးပြလားအဲ့လေးဖတ်ပြပေးပါ MOI STURIZING moisturizing ပြန်ပြောပါဦးတင်ပေးနေနော်အဲ့ပါကျမတို့တော့မပြောင်းနဲ့ပါဒီလေးအဲ့စလုံးပါတာလေးမမဘဝတစ်ချောင်းလုံးမှာဒီမဖြစ်မနေပေါ့နော်။ပြောက်ကိုဘလို့ပဲလျှော်အဲ့စလုံးပါတဲ့ဟာလေးများများဝယ်သုံးပေးရမယ်။ဟုတ်ကဲ့။ဒါလေးကိုတင်ပေးနေရအဲ့တော့ moisturizer လည်းရတယ်။အဓိကမြန်မာလိုပြန်ရင်အဆိုတက်များပါတဲ့ပေါင်းစေး cream တွေကိုရှင်တို့သုံးပေးရပါမယ်။ဘာကြောင့်လဲဒီတိုင်းဗီဒီယိုထဲမှာကြည့်ရင်ရှင်တို့ဒီစပင်ကိုအဆိုတက်ရှိရလို့ထင်ရပေမဲ့အပြင်မှာဒီမမစပင်ဒီအမှန်တိုင်းပြောရဒီထက်ဆိုနေတဲ့စပင်ပုံစံမျိုးပါ။ကျမစပင်ကိုကြည့်ပါကျမစပင်လုံးဝစီမလိမ့်ထားပါဘူးကက်မီကယ်နှစ်ခါထိပြီးသားဆန်တာပါရှင်တို့အရန်မြင်စေချင်တယ်နော်ကက်မီကယ်ကောက်ဆေးနှစ်ခါထိထားတာအရင်ထိလဲကျမမွားစာကျဲ break လို့ကောက်ထားတာကျမစပင်အမှန်ဆိုရှောက်နေရမှာရှင်ဘာလို့ကျမစပင်စိုးနီးပြောင်းနေလဲရှင်ကျမဘောက်ပြောက်ချက်မှုလုံးဝမတုံးလို့ဖြစ်ပါတယ်ဒါကြောင့်ရှင်တို့တွေဘောက်ပြောက်ချက်မှုတုံးတဲ့စပင်တကယ်ဆိုဒီမမရဲ့စပင်ဒီရှိုးဝေးစပင်တက်ပို့ဆိုနေရမယ်ဘာကြောင့်လဲအပေါ်တွေတူလုံးဝကက်မီကယ်မလုပ်ထားလို့ရှိုးဝေးယူစားတယ်ဟုတ်မဟုတ်ရှင်းမေးကြည့်မယ်ဟုတ်လားကက်မီကယ်ဘာဆေးမှမထိရသေးဘူးဆေးထီးတဲ့စပင်ကဆိုပြီးတော့ဆေးမထီးတဲ့စပင်ကမဆိုဘူးအဲ့ဒါဘာကြောင့်လဲဘောက်ပြောက်တွေလျှော်ပြီး moisturizer မထည့်လို့ပါဒါကြောင့်ရှင်တို့ဘောက်ပြောက်ကိုမဖြစ်မနေလျှော်မှဥယျာဉ်ပြအရားပြည့်တယ်ဆိုတဲ့သူများအတွက်လှုပ်ရက်လေးတစ်ခုလာပြောတာအသုံးသေးပါစေလို့ယုံကြည်မျှော်လင့်ပါတယ် moisturizer မပြောတတ်ဘူးဆိုရင်အတိုလေးပြောရတဲ့စကားလုံး၃ခုပြောပြပါမယ်ဈေးကွက်မှာတော့အရန်ကောင်းတော့မယ်လို့ကျွန်မထင်တယ် LPP ဆိုတဲ့အဆိုတဲ့အများကြီးပြန်လဲဖြည့်တင်ပေးတဲ့အထုပ်ကလေးတွေကိုရှင်တို့ဝယ်ပါရှင်အိမ်မှာ unit အနေငယ်ဖြောရေအေးအနေငယ်ဖြောရေအေးနဲ့ဖြောရင်ပိုကောင်းပါတယ်ရှင်ရေအေးလေးနဲ့အဲ့အနှစ်ကလေးပျော်တော့ရှင်တို့လှုပ်ပြီးသွားလို့ရှင်ရှင်တို့ခေါင်းလျှော်ပြီးပြီဆိုပါစို့ဒီအောက်ပိုင်းနှက်တဲ့အခါမှာအဲ့ဒီအနှစ်ကလေးနဲ့တုပ်လိမ့်လိုက်ပါဒါဆိုရင်မတော်တဆရှင်တို့ပေတဲ့နော်ခဏပေတဲ့ဘောက်ပြောက်ရှမ်ပူကြောင့်ပျက်စီးတဲ့ရှောက်သွေးမှုတွေဒီပြန်လဲဆိုပြီးပိုလှလာမှာဖြစ်ပါတယ်။တစ်ချိန်လျှော်ရင်မသိတာပဲမဲ့အချိန်ချင်းလျှော်ရင်အရန်လျှောက်လာမှာရှင်တို့ကိုယ်ရိခံစားရပါမယ်။ဆိုပါစို့ဒီဘက်တစ်ချမ်းကိုဘောက်ပြောက်နဲ့ရှင်တို့လျှော်ကြည့်ပါတစ်လလောက်ဒီဘက်တစ်ချမ်းကိုရိုးရှမ်ပူဘောက်ပြောက်မဟုတ်တာနဲ့လျှော်ကြည့်ပါပြီးအလေးချိန်ကိုမကြည့်ပါဘောက်ပြောက်လျှော်တဲ့ဘက်ကပေါ့ထွက်သွားပါတယ်စပင်ပေါ့သွားပါတယ်ဖွာသွားပါတယ်ရှောက်သွားပါတယ်။ဒါကြောင့်ဆူလေးကြိုက်တဲ့သူများ LPP တို့မဟုတ် moisturizer သုံးပါလို့ sharing လုပ်ပေးခြင်းဖြင့်ကလူကျေးဇူး